League မှာအုံကိုအများဆုံးသွင်းသူ Man City နောက်ခံလူဟာ Reset Dan ကိုတော့ပြည်သက်တွေအားလုံးမှတ်မိကြအောင်မလို့ထင်ပါတယ်။ အိုင်ယာလန်လူရွေးစင်ဟာ Reset Dan ကတော့ Premier League ပြိုင်ပွဲသမိုင်းမှာအုံကိုအများဆုံးသွင်းသူဖြစ်ရပ်တည်နေတာပါ။2015ခုနှစ်မှာကစားသမားဘွားကနေအနားယူခဲ့တဲ့အိုင်ယာလန်နောက်ခံလူ Reset Dan ကတော့ Premier League ကလပ်တွေဖြစ်ကြတဲ့ Everton, Man City, Aston Villa နဲ့ Chubia အသင်းတွေမှာကစားခဲ့သူလည်းဖြစ်ပါတယ်။ Reset Dan ကတော့အဲ့ဒီအသင်းတွေနဲ့အတူ Premier League မှာ19ရာသီကစားခဲ့ပြီးအဲ့ဒီ19ရာသီအတွင်းမှာတော့သူသွင်းယူခဲ့တဲ့အုံကိုကတော့10ကိုရှိနေခဲ့ပြီးတော့ပြိုင်ပွဲသမိုင်းမှာအုံကိုအများဆုံးသွင်းယူသူဖြစ်စံချိန်တင်ထားတာပါ။ Reset Dan ကတော့ Everton မှာ1996ခုနှစ်ကနေပြီးတော့2000အထိ Man City မှာ2000ကနေပြီးတော့2009အထိ Aston Villa မှာ2009ကနေပြီးတော့2013အထိ Chubia မှာ2013ကနေပြီးတော့2015အထိကိုကစားခဲ့တာပါ။ Premier League မှာ100ရာသီအတွင်းအုံကိုအများဆုံးသွင်းယူသူတွေကတော့ Liverpool နောက်ခံလူဟောင်း Martin Skrtel, Brighton နောက်ခံလူဟောင်း Lewis Dunk တို့ဖြစ်ပြီးတော့ Skrtel ကတော့2013နဲ့2014 Lewis Dunk ကတော့2019နဲ့2018ရာသီတွေမှာအုံကို4ကိုစီသွင်းယူခဲ့တာပဲဖြစ်ပါတယ်။